မင်္ဂလာပါကဲရှောင်းနေပြီကိုရီကတော့လာခဲ့ပါဖိတ်ခေါ်ပါတယ်သက်ဆိုင်သူများဖိတ်ခေါ်ပါတယ်ဒီရှိမှရောက်နေပါပြီဒီရှိမှစောင့်နေပါတယ်သက်ဆိုင်သူတွေကြောက်ရောက်ခဲ့ပြီးဖို့ဖိတ်ခေါ်ပါတယ်ဆရာသမားမိဘတွေတားနေတဲ့ကြားတွေကကိုမန္တလေးမြေမှာခြေလာချတယ်ဆိုတော့လေလုပ်ပြရအောင်စောင့်နေပါလေရှင်အဲ့တော့လေပြောပြချင်တာလူတွေကလေကိုယ့်အကြောင်းပေါ့နော်ကိုယ့်အကြောင်းမဟုတ်ပဲနဲ့ကိုယ်သမိုင်းမဟုတ်ပဲနဲ့နော်အဲ့တော့လူတစ်ဖက်သားရဲ့ဘဝပေါ့နော်လူတစ်ဖက်သားရဲ့ဘဝလူတစ်ဖက်သားရဲ့ကိုယ်ကိုယ်တာလူတစ်ဖက်သားရဲ့ကိုကျင့်တရားကိုကျင့်သိက္ခာတွေဇက်အရသာခံဇက်ရသာခံပြီးတော့ဘာလို့ပြောချင်ကြလဲအဲ့ဒီလိုပြောလိုက်ရတော့ကိုယ့်အတွက်ကောပါချူရှိတယ်ဟုတ်လားအဲ့တော့ကိုပြောထားတဲ့ဆိုရင်လည်းပြောထားတဲ့စကားလုံးတိုင်းကိုဖြည့်ရှင်းရဲတဲ့တာဝန်ယူရဲတဲ့သူတယောက်တော့ဖြစ်အောင်တော့စူးစမ်းရမယ်လေနော်အဲ့တော့လာရှင်းမစောင့်နေပါလေ